မင်္ဂလာပါမျိုးတို့ရေကျွန်တော် keyback ရွှေတို့ပါကဲရကြလာမျိုးတို့UG အမျိုးတွေကိုကျွန်တော်ရစေကျွန်တော် VPN ကတ်3ကတ်ချပေးခဲ့ပါတယ်နော်ချက်ရကတ်ကိုကြိုင်မှာသူ့မှာ bar ထိတ်တိုင်းထွက်ပါမယ်လို့လည်းကျွန်တော်ပြောခဲ့ပါတယ်နော်ဘယ်လိုဖို့ရကြလဲ comment မှာမှတ်ပေးကြပါအောင်ကြမျိုးတို့ကိုကြံကြံပေးချင်တာကအပြင်မှာအများကြီးရှုံးထားလို့ပဲဖြစ်ဖြစ်ညက်လို့ကျွန်တော်ပဲဖြစ်ဖြစ်ကျွန်တော်ပေးတယ် VVIP ကတဲ့ကကြက်ရတကတ်ကိုကြိုင်ပါနော်ဘဲကဘဲကန်ငိုင်းကြက်ရကတ်ကိုကြိုင်ပါသူ့မှာပါတယ်တိတ်တိုင်းအင်းထွက်ပါတယ်ဗျသူ့မှာပါတယ်တိတ်ကလေးတိုင်းမွေးနိုင်တဲ့ပမာဏကိုချင့်ချင်းပြီးတော့ကစားပါဗျတကတ်နိုင်တဲ့လူကတကတ်ကိုမွေးပါနှစ်ကတ်နိုင်တဲ့လူကလည်းနှစ်ကတ်ကိုမွေးပါဗျကျွန်တော်ပေးမြက်ကကုန်နိုင်တယ်ဆိုလဲအကုန်လုံးထူပါမထွက်ဘူးဆိုတာမရှိပါဘူးဗျကျူးအန်ဒရိုက်တွေကျွန်တော်ဒီနေ့မှာတော့လက်ဆောင်နှစ်ကတ်ထပ်ပြီးတော့တင်ပေးပါအောင်မယ်ဗျအဲ့ကျွန်တော်ပေးတဲ့လက်ဆောင်နှစ်ကတ်မှာလည်းသူ့မှာပါတဲ့ဒိတ်တိုင်းလားမွေးပါတေချာပေါက်ထွက်ကိုထွက်ပါတယ်နော်ပြီးတော့ကျွန်တော်မွေးရှစ်ကွက်ကိုရက်ပါမယ်ဗျကျွန်တော်ပြောခဲ့ပါတယ်နော်နှစ်ခွန်နဲ့လို့338838ထွက်ခဲ့ရင်ကျွန်တော်မွေးရှစ်ကွက်ကိုရက်ပါမယ်လို့အဲ့တော့ကျွန်တော်မွေးရှိခွက်တဲကကျန်တဲ့ကရန်ဒီဆက်မထိုးပါတော့နဲ့126ခွန်2ခွက်တော့ကြံပါသေးတယ်ဗျအဲ့တော့ဆက်ပြီးတော့ထိုးကျင်တယ်ဆိုရင်126ခွန်2ခွက်တော့ဆက်ပြီးတော့ထိုးပါဗျကဲ25ရက်2026ဗုဒ္ဓဦးနေ့တွေကျွန်တော်ရဲ့အမာကြီးကတော့4-9နှစ်ကြီးပဲဖြစ်ပါတယ်ဗျVVIP ကတ်တွေကတော့126ခွန်ပါတဲ့ကတ်နဲ့4-9ညာလာတို့ပါတဲ့ကတ်ပဲဖြစ်ပါတယ်ဗျအခုကျွန်တော်စီမှာ VVIP ကတ်တဲ့ငွေမြတ်ရလေတဲ့ဆုလက်နေတိုက်ကတ်ကိုကျွန်တော် Viber မှာနေတိုင်းပေးနေပါတယ်နော်ကျွန်တော်3ရက်တီချပေးခဲ့တဲ့အချိန်မှာ3ရက်လုံးပတ်တီရော main ကွက်တီရောအောင်ပါတယ်ဗျ2ရက်ကတော့ကျွန်တော် main ကွက်2ကွက်ပဲပြီးတာ main ကွက်2ကွက်2ရက်ရခဲ့ပါတယ်ပတ်တီကတော့2ရက်လုံးမှန်ပါတယ်ဗျဒီနေ့မှာတော့ပတ်တီက3ပတ်တီ10ပတ်တီ2ပတ်တီလုံးမှန်ပါတယ် main ကွက်ထဲကမပါဘူးမယ်အရန်လေးက80ရပါတယ်ဗျနော်အဲ့တော့လူချင်းနေဆိုလို့ရှင်နော် Viber number 399988350938မှာလာပြီးတော့ဟိုင်းထားပါဗျဒါမှမဟုတ်လည်းကျွန်တော် message မှာ link ကိုပင်ထောက်ပေးထားပါမယ်အဲ့ link မှာ join ပြီးတော့ channel လေးကိုဝင်ပြီးတော့ join လိုက်ပါဗျကဲအမျိုးတွေအားလုံးဝေချစ်ခြင်းပြပြီးတော့ပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော် keep and ရှိတို့ zoom မကောင်းတော့မေးလိုက်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ